အားလုံးပဲမင်္ဂလာပါဆိုကိုက်ထဲတော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့အခြေရေးကံနဲ့ပတ်သက်ပြီးတော့ကြည့်ပေးမှာဖြစ်ပါတယ်ခက်ကလေးတွေကိုတစ်ချက်အာရုံစိုက်ပေးပါเนาะပတ်ဝန်းကျင်အတန်လေးတွေဆွေးနွေးကြလေးတော့ဒီခံပေးပါလို့ဒီနေ့ကနေပြီးတော့ request လုပ်ချင်ပါတယ်ခက်ကလေးတွေတစ်ချက်အာရုံပြုပေးပါအသက်ကလေးတွေကိုဘဝလေးရှိပေးပါပေါ့เนาะအခြေရေးကံနဲ့ပတ်သက်ပြီးတော့အခြေရေးနဲ့ပတ်သက်ပြီးတော့ဘာတွေဖြစ်နေလဲဆိုတော့လက်ရှိမှာတော့လေဒီချစ်သူနှစ်ယောက်ရဲ့ဒီအခြေရေးကတော့လေအသားစီးခက်ခဲတွေဘယ်လိုပဲကြုံလာပါစေရင်ဆိုင်ကြော်လွှားမယ်ဆိုပြီးတော့ကြော်ဖြတ်နေတာကိုတွေ့ရတယ်နှစ်ယောက်စလုံးမှာလေနှစ်ယောက်စလုံးမှာအနာဂတ်မှာတည်တည်ငြိမ်ငြိမ်နဲ့နှစ်ယောက်သားဘဝတစ်ခုထူထောင်မယ်ပျော်ရွှင်စွာနေထိုင်ကြမယ်ဆိုပြီးတော့ရီမှန်းပြီးတော့ဘဝခရီးလမ်းကိုရှောက်လန်းနေကြတယ်အဲ့ဒီမှာဘာလို့တတိထားရမလဲဆိုတော့လေတယောက်နဲ့တယောက်နိုင်ရယူခြင်းစိတ်နဲ့တယောက်နဲ့တယောက်တိုက်ခိုက်တာမျိုးတွေသူ့ကိုကိုကအနိုင်လိုချင်တဲ့အတွက်ကြောင့်မလို့လှုပ်ဆောင်ချက်တွေကိုဆောင်မြင်ပေးပါဒါဆိုရင်တော့မကြခင်မှာတော့ဒီကိုယ့်ရဲ့အခြေအရာတည်တည်ငြိမ်ငြိမ်နဲ့အောင်မြင်မှုတွေကိုရရှိမှာဖြစ်ပါတယ်ဒီ reading လေးကတော့ general reading ဖြစ်ကြမှာလူတိုင်းနဲ့ energy ကိုက်ရှင်မှာကိုက်ပါလိမ့်မယ်အဲ့တော့မိမိနဲ့ energy ကိုက်တဲ့အချက်ကလေးတွေကိုပဲယူပေးပါမိမိနဲ့ energy မကိုက်ဘူးဆိုရင်လည်းပဲထွက်သွားလို့ရပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ပါမယ်နော်